အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါတိတ်ပံကြကားလေးထဲမှာမြင်ဘူးတယ်လို့မျိုးကိုပိုင် smart glasses ဒါမှမဟုတ်ကိုလက်ထက်ကဖုန်းကိုပဲကိုအတွက်အကုန်လိုက်လို့ပေးနိုင်တဲ့ AI super agent တရားလိုမျိုးဘလို့ပြောင်းလဲပြမလဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာပါကဲဒီလိုမျိုးရောစဉ်းစားပူးကြလားကိုထထားတဲ့မျက်မှန်ကနေကိုမြင်နေရဲ့အရာအလုံးကို AI တယောက်ကအတူတူလိုက်ကြည့်နေပြီးတော့ကိုခိုင်းနေမြအလုပ်တွေကိုလည်းတန်းလုပ်ပေးနိုင်လေဆိုရင်ဘယ်လောက်ကောင်းမလဲအခုလေအဲ့ဒီစီကူကတကယ့်ကိုလက်တွေ့ဖြစ်လာတော့မှာပါ Okay အဲ့တော့ AI super agent ဆိုတာဘာလဲလို့မေးကြရရှိလာပြီပေါ့အဓိကကတော့နည်းပညာနှစ်ခုကိုပေါင်းထားတာပါတစ်ခုက Vision Claw သူကအမြင်အာရုံပိုင်းကိုတာဝန်ယူတယ်နောက်တစ်ခုက Open Claw သူကကျတော့ကိုခိုင်းတဲ့အလုပ်တွေကိုလက်တွေ့လှုပ်ဆောင်ပေးတယ်ဆိုတော့ဒီနည်းပညာကကိုယ့်ရဲ့ smart glasses ပဲဖြစ်ဖြစ်ဖုန်းပဲဖြစ်ဖြစ်အချိန်နဲ့တပြေးညီအကူအညီပေးနိုင်တဲ့ AI assistant တယောက်အဖြစ်ပြောင်းပေးလိုက်တာပဲသူကကိုမြင်တာကိုမြင်လဲကိုပြောတာကိုကြားတယ်ပြီးတော့ဖုန်းကိုလက်နဲ့တစ်ချက်မှထိစရာမလိုပဲကိုကိုစားအကုန်လုပ်ပေးနိုင်တယ်ကဲဒီနေ့ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့ဖမဆုံး AI super agent ဆိုတာဘာလဲပြီးရင်သူဘာတွေလုပ်နိုင်လဲအရေးကြီးဆုံးကကိုယ်တိုင်ဘယ်လို install လုပ်မလဲဆိုတော့အဆင့်ဆင့်လမ်းညွှန်ပြီးတော့ AI ကိုဘယ်လိုမိတ်ပေးမလဲနောက်ဆုံးမှတော့ဒီနည်းပညာအနာဂတ်ကဘယ်လိုရှိမလဲဆိုတာကိုအဆင့်လိုက်ကြည့်သွားကြမယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ရအောင် AI super agent ဆိုတာဘာလဲဒါကရိုးရိုး chatbot တီထက်အများကြီးပိုပါတယ်ဒီမှာကြည့်လိုက်ရင်ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်တမာရွတ်ချက် AI တွေဆိုတာကကျွန်တော်တို့စာရိုက်မိတာကိုပြန်ဖြေပေးတဲ့ဟာတွေပေါ့ဒါပေမဲ့ AI super agent ကအဲ့လိုမဟုတ်တော့ဘူး။ तू ကကိုယ့်ကဘာကြီးကိုတိုက်ရိုက်မြင်နိုင်တယ်။ကိုယ့်အတန်ကိုနောက်ထောင်နိုင်တယ်ပြီးတော့အရေးကြီးဆုံးကကိုယ့်ခိုင်းတဲ့အလုပ်တွေကိုအချိန်နဲ့တပြေးလေချက်ချင်းလက်တွေလုပ်ပေးနိုင်တာပဲ။ Okay သူရဲ့လှုပ်ဆောင်နိုင်စွမ်းတွေ capabilities တကယ်တမ်းရောသူဘာတွေလုပ်ပေးနိုင်လဲကြည့်လိုက်ရအောင်။သူ့ရဲ့အဓိကအားသာချက်ကတော့ hands free ဆိုတာပဲ။ဥပမာကိုကြည့်နေတဲ့ပစ္စည်းတစ်ခုကဘာလဲဆိုတာမေးလိုက်တာနဲ့ချက်ချင်းအဖြေပေးတယ်။ဈေးဝယ်စာရင်းနဲ့ပစ္စည်းတွေထည့်ခိုင်းမလား။ရတယ်ကိုပြောလိုက်တာနဲ့ message ပို့ပေးမယ်ဆိုတော့ဒီအလုပ်တွေအားလုံးကိုဖုန်းကိုလက်နဲ့တော့ခိုင်းစရာမလိုပဲအတန်နဲ့တင်အကုန်လုံးလို့ရတော့တာတကယ်ကိုအန်အော်စရာပဲကဲအားလုံးစောင့်နေကြတဲ့အဓိကအပိုင်းကိုရောက်လာပါပြီ testing နီး step by step installation ကိုပိုင် agent တစ်ခုကိုဘယ်လိုတိစောက်မလဲဆိုတာကြည့်ကြမယ်နည်းနည်းတော့ technical ဆက်နိုင်ပေမဲ့စိတ်မပူပါနဲ့ကျွန်တော်အတက်နိုင်ဆုံးရှင်းအောင်ပြောပြသွားမှာမို့လို့ like လို့ကြည့်လို့ရမယ် project တစ်ခုပါအဓိကကတော့လွယ်လွယ်လေးအစစ်လေးဆဲမယ်ရှိတယ်နံပါတ်1GitHub ကနေ Vision Click ကိုယူမယ်။နံပါတ်2 Google ကနေ Gemini API key ဆိုတာကိုယူမယ်။ဒါက AI ညဦးနောက်ပေါ့။နံပါတ်3 Map မှာ Xcode သုံးပြီး iOS app ကို build လုပ်မယ်။နောက်ဆုံးနံပါတ်4ကတော့ကိုဖုန်းကင်မရာဒါမှမဟုတ်မျက်မှန်နဲ့ချိတ်ဆက်ပြီးသုံးရုံမယ်။ကဲဒီစနစ်ကိုတစ်ခုချင်းစီအသေးစိတ်ကြည့်လိုက်ရအောင်။ပထမဆုံးအဆင့် GitHub ကနေ Vision Claw code ကိုရယူရပါမယ်။ clone လုပ်တယ်လို့ခေါ်တာပေါ့။အလွယ်ပြောရရင်တော့ code တွေကိုကိုယ်ဆက်ထဲကို copy ကူးထည့်လိုက်တာပါပဲ။အေးကြီးတာကဒါက open source ဖြစ်လို့အခဲမဲ့သုံးလို့ရပါတယ်ဒုတိယအဆင့်ကတော့ Google Gemini API key ကိုရယူဖို့ပါဒီ key ကဒီ system တစ်ခုလုံးရဲ့ဥနောင်လို့တောင်ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူက AI ကိုတွေးခေါ်နိုင်စွမ်းနားလည်နိုင်စွမ်းတွေပေးတာကိုကောင်းတာတစ်ခုက Google မှာ free tier ဆိုပြီးအခမဲ့လာမှန်းအားလို့ရပါတယ်အဆင့်3ကတော့ app ကို build လုပ်တဲ့အပိုင်းမှာတခုသိထားရမှာကလက်ရှိမှာတော့ဒီစနစ်ကMac computer သုံးတဲ့ iOS user တွေအတွက်အဓိကရည်ရွယ်ထားတာပါ Xcode ဆိုတဲ့ program ကိုသုံးပြီးကို iPhone ထဲကို app ကိုထည့်သွင်းရမှာဖြစ်ပါတယ် app build လုပ်ပြီးပြီဆိုရင်တော့နောက်ဆုံးအဆင့်ကိုချိတ်ဆက်ပြီးသုံးဖို့ပဲလိုတော့တယ်သူဘယ်လိုအလုပ်လုပ်လဲဆိုတော့အဓိကအပိုင်းတစ်ပိုင်းရှိတယ် Gemini Live ကကိုမြင်တာတွေကြားတာတွေကိုနားလည်ပေးတယ် Open Claw ကကြတော့ကိုခိုင်းတဲ့အလုပ်တွေဥပမာစာရဲမတာတော့ message ပို့တာတို့လိုမျိုးတွေကိုတကယ်လက်တွေ့လုပ်ဆောင်ပေးတဲ့အပိုင်းပါကဲအားလုံးပြီးသားပြီဆိုတော့အစင်ဆုံးအပိုင်းကိုရောက်ပါပြီ AI ကိုအမိန့်ပေးခြင်း commanding the AI ကိုယ်တိုင်ဆောက်ထားတဲ့ AI agent ကိုဘယ်လိုအလုပ်တွေခိုင်းမလဲစပြီးထုံးလို့ရမယ်အသုံးဝင်တဲ့ prompt နမူနာလေးတွေကိုကြည့်လိုက်ကြအောင်ပထမဆုံးတစ်ခုပဝင်းကျင်နဲ့ပတ်သက်တာပေါ့ဥပမာကိုရှိကပစ္စည်းတစ်ခုကိုကြည့်ပြီးတော့ what am I looking at လို့မေးလိုက်ရုံပဲဒါဆိုရင် AI ကအဲ့ဒီကုန်ပစ္စည်းရဲ့နာမည်ကဘာလဲဈေးဘယ်လောက်လဲ review တွေကရောဘယ်လိုရှိလဲဆိုတာတွေကိုချက်ချင်းရှာပြီးပြောပြပါလိမ့်မယ်ဈေးဝယ်တဲ့အခါမှာလည်းအရန်သုံးဝင်တယ်လက်ထဲမှာပစ္စည်းတွေအပြည့်နဲ့လက်မအားဘူးဆိုပါစို့အဲ့ဒီခါ add meal to my shopping list လို့ပြောလိုက်တာနဲ့တင်ကိုယ့်ရဲ့ဈေးဝယ်စာရဲ့ထဲကိုနွားနို့ဆိုပြီးချက်ချင်းထည့်ပြီးသွားမှာပါကားမောင်းနေရင်ဖြစ်ဖြစ်လမ်းလျှောက်နေရင်ဖြစ်ဖြစ် message ပို့ချင်တဲ့ဆိုရင်လည်းလွယ်လွယ်လေးပဲ send a message to Sarah saying I'll be there in 10 minutes လို့ပြောလိုက်တာနဲ့ Sarah စီကို10 minute အတွင်းရောက်မယ်ဆိုတဲ့ message ကိုအလိုအလျောက်ပို့ပေးပါလိမ့်မယ်
အလုံးများတဲ့သူတွေရွက်ဆိုရင်လည်းဒါကတကယ် personal assistant ပဲ Remind me to follow up on that project tomorrow at 9 a.m. လို့ပြောလိုက်ရုံနဲ့မနက်ဖြန်မနက်9:00နာရီမှာအဲ့ဒီ project ကိစ္စကိုဆက်လုပ်ဖို့အတွက် reminder ကိုသူကမှတ်ထားပေးပါလိမ့်မယ် အခုပြမယ် comment ကတော့တကယ်ကိုအစွမ်းထက်တယ်လို့ပြောရမယ်အစည်းအဝေးလုပ်နေရင် whiteboard ပေါ်ကအချက်လက်တွေကိုမှတ်ဖို့လိုလာတယ်ဆိုပါစို့တပုံရိုက်ပြီးပြန်ရိုက်စာရိုက်နေတဲ့ဆရာမလိုတော့ဘူး Save this and organize it into a document လို့ပြောလိုက်တာ ਨੇ အဲ့ဒီ whiteboard ပေါ်ကအချက်လက်တွေကို document တစ်ခုအနေနဲ့တေးသေးချာချာစာစီးပြီးတာတင်ပေးသွားမှာပါ ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီအနာဂတ်ရဲ့နည်းပညာ the technology of the future အခုကျွန်တော်တို့မြင်ခဲ့ရတာတွေကတကယ်ကိုအံ့ဩစရာကောင်းပေမဲ့ဒါဟာအစာပဲရှိပါသေးတယ်ဟုတ်ပါတယ်ဒီနည်းပညာကအခုမှအစာဖြိုးထမ်းခဲ့တဲ့မှာပဲရှိပါသေးတယ်ဆိုလိုတာကတော့မကြခင်မှာပဲအခုထက်အများကြီးပို့ပြီးတော့အစွမ်းထက်တဲ့ feature တွေလောက်ဆောင်ချက်တွေအများကြီးထပ်ပြီးတော့ပါဝင်လာတော့မှသိချပါတယ်ကဲဒီနေ့အတွက်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်တကယ်လို့ဒါကိုယ့်ဘဝထဲမှာဒီလိုမျိုး AI super agent တယောက်အမှန်တကယ်ရှိလာခဲ့မယ်ဆိုရင်သူ့ကိုပထမဆုံးအနေနဲ့ဘာကိုရင်ဆုံးခိုင်းကြည့်ချင်တာတလဲ